နေမဝင်ခင်အချိန်တိုင်းမှာဒီမျိုးသမီးကသူမရဲ့အိမ်ကိုအမြန်ဆုံးပြေးပြန်လေးရှိပါတယ်ဖနက်ကြံခဲ့ရင်တော့ဂယုမဆိုင်နိုင်ပဲတော့တဲ့တကားကိုမြန်မြန်ဖွင့်ပြီးဝင်သွားတတ်တာပါအိမ်ထဲရောက်တာနဲ့စိတ်ပြက်လက်ပြက်နဲ့အဝတ်စားတွေကိုချွတ်ပစ်ပြီးလေးပေးဆက်မရှိတဲ့မြေအောက်ခန်းထဲမှာသွားပုန်းနေတတ်ပါတယ်ပြီးရင်ထူထဲလာတဲ့တကားကြီးကိုတော့ပိတ်လိုက်တော့တာပါပဲသူမရဲ့ချစ်သူချက်ကလည်းသူမဘာလို့နေမဝင်ခင်အိမ်ပြန်ပြေးရလဲဆိုတာသိချင်တာနဲ့နောက်ကနေတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်အိမ်ထဲရောက်တော့သူမကမြေအောက်ခန်းထဲကိုကြက်နှစ်ကောင်နဲ့အသားစိတ်အိတ်တအိတ်ပြစ်ထည့်နေတာကိုတွေ့လိုက်ရပါတယ်ဂျက်ကစိတ်ဝင်စားသွားပြီးဘာလုပ်နေတာလဲလို့မေးလိုက်တဲ့အခါသူမကလန့်သွားပြီးအသက်ရှင်ချင်းရင်အခုချက်ချင်းဒီကနေထွက်သွားဖို့ပြောပါတယ်နေဝင်သွားရင်တော့ထွက်သွားလို့ရတော့မှာမဟုတ်ဘူးလို့လည်းသတိပေးလိုက်ပါတယ်ဂျက်တယောက်ဘာတွေဖြစ်နေမှန်းမစင်စားနိုင်သေးခင်မှာပဲသူမကမြေအောက်ခန်းတကားကိုပိတ်ချလိုက်ပြီးအိမ်ရဲ့တကားတွေနဲ့ပြတင်းပေါက်တွေပါအလိုလိုပိတ်သွားခဲ့ပါတယ်ဂျက်ကလည်းလှည့်ထွက်ဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီခဏကြာတော့မြေအောက်ခန်းထဲကနေစူးစူးဝါးဝါအော်တန်ကြီးထွက်လာခဲ့တယ်ဂျက်ကလည်းစိတ်ဝင်စားတာနဲ့တကားပေါက်ကနေချောင်းကြည့်လိုက်ရမှာတော့အဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လမ်းဖြတ်မြင်တက်သွားခဲ့ရပါတယ်ကံကောင်းတာတစ်ခုကတော့သူမရဲ့အိမ်ကအတန်လုံတာမို့အပြင်ကဖြတ်တန်းသွားလာသူတွေကတော့အထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာဘာမှမသိကြပါဘူးဒါကြောင့်ဂျက်ခါများတော့သူမရဲ့ချက်တွေနဲ့အတူကြောက်လန့်တကြားနဲ့ပဲညှစ်ရှည်ကြီးကိုကုန်းဆုံးခဲ့ရပါတော့တယ်